ဒီနေ့ထမင်းစားလို့အရမ်းမိန်နဲ့ရခိုင်ငပြောဘူးလေးကိုခရမ်းကစော့သီးလေးနဲ့ငပိနဲ့တင်းတင်းလေးနဲ့ဆက်ဆက်ကလေးချက်စားမှာပဲဖြစ်ပါတယ်ဒီဟင်းလေးကအရမ်းလေးလွယ်ကူပါတယ်ပထမဆုံးအနေနဲ့ခရမ်းကစော့သီးရဲ့ငပိရဲ့ငရုတ်သီးစိမ်းရဲ့စီမွှေးတက်ပါမယ်ရှင်ကြက်သွန်ဖြူလေးနဲ့ပေါ့နော်စီမွှေးလေးတက်ပေးပါမယ်အဆက်ကတော့ကိုစားနိုင်တဲ့လောက်ထည့်ပြီးတော့ထည့်လို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်တော့ငပြောဘူးကိုစားရဲဆနွင်းမုတ်ရဲနဲ့တေချာလေးနယ်ပြီးတော့ဆေးပေးထားပြီးတော့ဒါစီမွေးထပ်တက်မှာဖြစ်ပါတယ်ရှင်ပြီးလို့ရှိရင်ဟင်းခတ်မုတ်လေးထည့်မယ်ရေလေးထည့်ပြီးတော့နူးနေအောင်ချက်ပြီးရင်တော့ဒါအရန်ရတာရှိတဲ့ရခိုင်ငပြောဘူးခရမ်းကစော့တီးချက်လေးရမှာဖြစ်ပါတယ်ရှင်အခုဆိုရင်တော့ဟင်းလေးကလည်းကြက်နေပါပြီဒီဟင်းလေးနဲ့ဆိုရင်လေထမင်းစားလို့အရန်မိန်နဲ့ဆက်ဆက်ကလေးနဲ့နောက်ထပ်ဟင်းနေအောင်မလို့ပေါ့နော်အားလုံးပဲချက်စားကြည့်ကြပါနော်အရန်စားလို့ကောင်းတဲ့ရခိုင်ငပြောဘူးခရမ်းကစော့တီးချက်လေးဖြစ်ပါတယ်ရှင်